ရှင်များအားလုံးမင်္ဂလာပါရှင်အားလုံးပဲနေကောင်းကြမှာကြပါစေကျွန်မကတော့ Digital Business Owner ဂျူဖြစ်ပါတယ်ရှင်ကျွန်မဒီကနေ့ Digital စီးပွားရေးနဲ့ပတ်သက်ပြီး sharing လုပ်ပေးချင်တဲ့အကြောင်းအရာက Digital စီးပွားရေးကိုဘယ်လိုအချိန်ပေးပြီးလုပ်ကိုင်လို့ရတယ်လဲဟုတ်ကဲ့ပါ Digital စီးပွားရေးကိုအချိန်ပြည့်လုပ်ကိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရှိတယ်လို့အချိန်ပိုင်းလုပ်ကိုင်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေလည်းရှိကြတယ်ကျမအနေနဲ့ Digital စီးပွားရေးကိုအချိန်ပိုင်းလုပ်ကိုင်တာဖြစ်ပါတယ်။ကျမအတွက်အချိန်ကြီးမပေးနိုင်တာဖြစ်တယ်။ဒါကြောင့်ကျမမှာလက်ရှိကိုယ်ပိုင်တစ်ပိုင်းတစ်နိုင်မွေးမြူရေးလုပ်ငန်းရှိတဲ့အတွက်ကြောင့်ဒီမွေးမြူရေးလုပ်ငန်းပေါ်မှာကျမကအရင်ဦးဆုံးလုပ်ကိုင်ပြီးမှကျမရဲ့အားရတဲ့အချိန်မှာ Digital Business ကိုကျမကလုပ်ကိုင်တာဖြစ်တယ်။ကျမတို့ကအနာဂတ်အတွက်ယခုကတည်းကဝင်ငွေလမ်းတန်းကိုတည်ဆောက်ထားတာဖြစ်ပါတယ်ရှင်။ဒီစီးပွားရေးကိုကျမလုပ်ကိုင်တဲ့အခါမှာဒီစီးပွားရေးမှာတင်ယူလေ့လာမှုလိုအပ်တယ်။တင်ယူလေ့လာမှုမရှိရင်ဒီစီးပွားရေးဒီအောင်မြင်မှာမဟုတ်ဘူးတိုးတက်မှာမဟုတ်ဘူး။ဒါကြောင့်ကျမတို့အတွက်စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက်တန်းတူအခွင့်အရေးရရှိတဲ့ training video ဒီပညာတွေတင်ယူရတယ်ဒီမှာအလုပ်ရဲ့လုပ်ပုံကိုင်ပုံတွေကျမတို့တင်ယူရတာဖြစ်တယ်ဒီစီးပွားရေးကိုအောင်မြင်အောင်တိုးတက်ဖို့ social media ကိုဘယ်လိုအသုံးပြုရမလဲအသေးစိတ် video နဲ့တကွာကျမတို့ကိုတင်ပြထားတာဖြစ်တယ်အပတ်စဉ် mastermind တွေကနေကျမတို့ကို power တွေပေးတယ် motivation တွေပေးတယ်အများကြီးတင်ပေးတာဖြစ်တယ်ဒီကနေကျမတို့အပတ်စဉ် weekly zoom meeting တွေလည်းကျမတို့တက်ရတာဖြစ်တယ်ဒီ zoom meeting ကိုတက်ရှင်အဖြစ်ဒီ Burmese community မှာတင်ကြားပေးတာဖြစ်တဲ့ကြောင့်မြန်မာလိုကျမတို့သိသိချာကိုတင်ယူရတာဖြစ်တယ်ဒါကြောင့်ဒီစီးပွားရေးမှာကျမတို့ကအဖက်ဖက်ကနေပံ့ပိုးပေးတာဖြစ်တဲ့အတွက်ကြောင့်အဖက်ဖက်ကနေတင်ယူလေ့လာမှုတွေလိုအပ်တာဖြစ်တယ် mastermind တွေတက်ရတယ်ဒီကနေကျမတို့ power တွေရရှိတယ်ဒီစီးပွားရေးလုပ်ငန်းရှင်တွေဘယ်လိုအောင်မြင်ခဲ့လဲဘယ်လိုလုပ်ပြီးဘယ်လိုစူးစမ်းခဲ့လဲကျမတို့ဒီကနေသူတို့ရဲ့ story တွေကိုမြင်ရတယ်သူတို့ရဲ့စူးစမ်းပုံတွေကိုမြင်ရတယ်ဒါကြောင့်ကျမရဲ့အချိန်အားလက်တဲ့အချိန်မှာကျမကtraining video တင်ယူလေ့လာမှုတွေပြုလုပ်တယ် mastermind နဲ့မတက်လိုက်ရဘူးဆိုရင်အားအချိန်မှာ mastermind နဲ့ပြန်ကြည့်တယ် daily drop တွေပြန်ကြည့်တယ် zoom meeting ဒီကိုလည်းကျမတို့ဒီ live webinar တွေကိုလည်းပြန်ကြည့်လို့ရတယ်ဒီကနေကျမတို့ကဒီစီးပွားရေးနဲ့ပတ်သက်ပြီးအများကြီးဒီပညာဘုဒ္ဓတာတွေရရှိပြီးဒီစီးပွားရေးကိုအောင်မြင်အောင်တိုးတက်အောင်ကိုယ်တိုင်ကဆက်ပြီးတော့လုပ်ကိုင်ရတာဖြစ်တယ်အဲဒါကြောင့်ကျမရဲ့အားလက်တဲ့အချိန်မှာsocial media ပေါ်မှာ post တင်ဖို့ရန်အတွက်ကျမတို့ creation တွေပြုလုပ်ရတယ်ဓာတ်ပုံတွေ video တွေ edit တွေပြုလုပ်ပြီးကျမတို့ကကိုယ်ပိုင်မတူညီတဲ့ခွင့်လန်းတွေကိုကြော်ညာပေးရင်ဖြစ်ကျမတို့ကဝင်ငွေရရှိလာတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေကဒီစီးပွားရေးကိုစိတ်ဝင်စားရတယ်ဒီစီးပွားရေးပေါ်မှာအချိန်ပြည့်လုပ်ကိုင်ခြင်းနဲ့ဆိုရင်လေကျမရဲ့ website မှာနာမည်နဲ့ Gmail ကို register ဖြည့်